ဟော်ဒီကပဲပြောပူပူလေး ဟာလန့်လိုက်တာဘာလာတော့ငါပဲရုပ်တယ်ပဲအိုက်စာနဲ့အတော်ပဲဒီပဲရုပ်တယ်ဘယ်ရောက်သွားပါလဲဟာဟိုးမှာပဲအတော်များနဲ့ပဲရုပ်တယ်အမြင်လိုက်မှာ ဟော်ဒီကပဲပြောပူပူလေးဝယ်ကြအောင်မလား ပဲရုပ်တယ်ခဏရပါဦး အော်ဒါအော်ရတယ်လာဝယ်မှလည်းကြောက်ရသေးပြေးမ ဒီပဲရုပ်တယ်ရောင်းလာတာပတ်ပြေးနေရတာမသိဘူးပဲရုပ်တယ်ခဏဆောင်လို့နေရုပ်တယ်ပဲရုပ်တယ်ခဏရုပ် အောင်မလေးဖေးကိုမပြီးတော့ 你爸一个，